ကဲဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ smartphone တွေ computer တွေပေါက keyboard တွေကိုအနီးကပ်လေ့လာကြည့်ကြရအောင်ဒါဟာကျွန်တော်တို့လက်ချောင်းလေးတွေအောက်မှာအမြဲတမ်းရှိနေပေမဲ့တိတ်တိမထားမိတယ်တကယ်ပဲဟေလီတစ်ခုလို့ပြောရင်လည်းမမှားပါဘူးအားလုံးပဲတတိထားမိကြမှာပါ keyboard တစ်ခုကိုတီးလိုက်တဲ့အခါစာလုံးတွေကဘာလို့ ABCD အစစ်လိုက်မရှိနေရတာလဲပေါ့ပုံမှန်ဆိုရင်တော့ကိုနဲ့ရင်းနှီးပြီးသားဖြစ်တဲ့အခရာအဆင့်အတိုင်းရှိရမှာလေဒါပေမဲ့တကယ်တမ်းကျတော့အဆက်မရှိရောက်ထွေးနေတဲ့စာလုံးအစည်းအစင်တွေဖြစ်နေတာတကယ်ကိုထူးဆန်းပါလေဒီမှာဆိုရင်ပုံမှန်အဖြစ်အလွယ်တကူနားလိုက်နိုင်တဲ့ ABCDEF ဆိုတဲ့ရွတ်တိကြတဲ့အခရာစဉ်ရဲ့အခုကျွန်တော်တို့လက်ရှိသုံးနေတဲ့ QWERTY ဆိုတဲ့ထူးဆန်းတဲ့အပြင်အစဉ်ရဲ့ဒီနှစ်ခုကြားကကြီးမားရဲ့ကွာဟာချက်ကိုအထင်အရှားတွေ့မြင်နိုင်ပါတယ်ဟုတ်ပြီဒါဆိုရင်ဘာကြောင့်ဒီလိုဖြစ်လာရတာလဲဆိုတာကိုဆက်ပြီးရှာဖွေကြည့်ကြရအောင်ပထမဆုံးလက်နှိပ်ဆက်တီထွင်ခဲ့တဲ့အကြောင်းရင်းကိုစပြောအောင်ဒီဘဟလီကိုအဖြေရှာဖို့တို့ဆိုရင်ဆက်ရှိတာပြည်လွတ်နှစ် DC ကိုအချင်းခီးသွားပြီး Christopher Shaw ဆိုတဲ့ American တီထွင်သူတူဦးနဲ့တွားရောက်မိဆက်အောင်မှာဖြစ်ပါတယ်အဲ့ဒီမှာဒီခေတ်ကအချင်းလေးကိုနည်းနည်းပြန်ကြည့်မယ်ဆိုရင်အစာပိုင်းမှာ shorts ကကနန်းတွေကိုစာရွက်ပေါ်မှာလွယ်တကူရိုက်နိုင်မဲ့ဆက်တစ်ခုကိုဖန်တီးဖို့ကြိုးစားခဲ့တာပါတိမကြခင်မှာပဲသူတငယ်ချင်း Carlos Skeleton ကနေတင်ဆက်အခရာတွေကိုပါရိုင်းနိုင်တဲ့ဆက်အကြောင်းပါဝင်တဲ့ဆောင်းပါတဲ့ပုတ်ကိုဖတ်လိုက်ရတယ်။အဲ့ဒီကနေစိတ်ကူးကြားပါတဲ့ show စာကြိုးစားဖန်တီးခဲ့တာမို့1884ခုနှစ်မှာတော့ ABC အခရာဆက်အတိုင်းပါဝင်တဲ့ပထမဆုံးလက်နှိပ်ဆက်ကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာပါပဲ။စကလုံးတွေညှိတွယ်တဲ့ပြဿနာဆိုတာပေါ်လာပါပဲ။တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကအစာပိုင်းမှာသုံးခဲ့တဲ့အဲ့ဒီရုပ်တိကြတဲ့ ABC design ကိုလုံးဝဖျက်ဆီးပစ်လိုက်ရတာကမထမထားတဲ့စက်ပိုင်းဆိုင်ရာချိုးရမ်းချက်လေးတစ်ခုကြောင့်ပါပဲဖြစ်ပုံကဒီလိုပါရှိုးစာသူ့ရဲ့လက်နက်ဆက်ကိုကျင်းနှန်းရိုက်သူတွေစီစမ်းသပ်ဖို့ပေးလိုက်တယ်ကျင်းနှန်းရိုက်သူတွေက Mox ကိုကနေ message တွေကိုအလွန်မြန်ဆန်စွာကူးယူရိုက်နေရတာလေသူတို့အတွက်က ABC အစင်လိုက်ကြီးကရှုထွေးနေတယ်လို့ထွေးနေတယ်အဲ့ဒီထက်ပိုဆိုးတာကသူတို့ရဲ့စာရိုက်နှုံးကအယားမြန်တော့နိကဆွာရှိနေတဲ့စက်ကလုတ်တန်းလေးတွေဟာအချင်းချင်းထက်ခါတယ်လဲညှိတွဲနေဆက်ရက်သွားတဲ့ပြဿနာကိုခဏကြုံတွေ့လာရတာဗျာအဲ့ဒီတော့ဒါကိုပြေလည်သွားစေမဲ့ QWERT ဆိုတဲ့အဖြေတစ်ခုထွက်လာပါတယ်။အရေးကြီးဆုံးအချက်ကတော့ဒီဆက်ကိုအမြန်နှုံးမြင့်နဲ့ဆက်ပြီးအလုံးလုံးနိုင်စေဖို့အတွက်စက်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတစ်ခုမဖြစ်မနေလိုအပ်လာတာပဲဖြစ်ပါတယ်။ဒီတစ်ချင်းနဲ့ထွေရဲ့အကြံပြုချက်တွေကိုအလေးနက်ထားပြီး shows ဟာခလုတ်တင်ညှိတွယ်မှုကိုကာကွယ်နိုင်ဖို့အချင်းချင်းအခါခါစမ်းသပ်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါရဲ့။သူရဲ့အဓိကရည်ရွယ်ချက်ကတော့အမြန်ရိုက်တဲ့အခါနီးကပ်နေတဲ့ခလုတ်တွေကိုဆက်ထိုက်နေရမျိုးအတက်နိုင်ဆုံးနှီးသွားအောင်လုပ်ဖို့ပါပဲအဲ့ဒီလိုအချင်းချင်းစမ်းသပ်ရနေအကောင်ဆုံးဖြစ်မဲ့အပြင်စင်တစ်ခုထောက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့အခုသုံးနေတဲ့ QWERTY keyboard ပါပြီဒီအမိကဘေးခဲလာလဲဆိုရင် keyboard ရဲ့ဘေးဘက်အပေါ်ဆုံးတန်းမှာရှိတဲ့ပထမဆုံးအခရာ6လုံးကိုအစွဲပြုပြီးခေါ်ဆိုထားတာပါဒီအပြင်လက်တင်ဟာခလုံးမငင်းစေဖို့တေချပြင်ဆင်ထားတာဖြစ်ပြီးယူနီတိုင်အောင်အသုံးအများဆုံးစံသတ်မှတ်ချက်တစ်ခုဖြစ်နေစေပါပဲဒါဆိုရင်ဒီ QWERT ကိုဘာကြောင့်ကျွန်တော်တို့ဆက်သုံးနေကြသေးတာလဲလက်လိုက်ဆက်ခိကားပြဿနာကိုဖြေရှင်းခဲ့တဲ့ဒီစက်ပိုင်းဆိုင်ရာပြုပြင်မှုလေးဟာခိတဲ့လူသားလေးအလေးအထက်မှာဘလူးများအမြင့်တွယ်သွားခဲ့လဲဆိုတာဆက်ကြည့်ရအောင်ဇက်လန်ကဒီလိုဆက်သွားပါတယ် shows ဟာသူ့ရဲ့ဒီထွင်မှုကိုရမင်တန်ကုမ္ပဏီကိုရောင်းချခဲ့တယ်အဲ့ဒီကနေတစ်ဆင့် QWERTY keyboard ဟာစီးပွားရေးရအလွန်အောင်မြင်ခဲ့ပြီးဒါကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူတွေကအလို့အကွမ်ခွန်အလန့်တွေအများကြီးဖန်တီးပေးနိုင်ခဲ့ပါတယ်နောက်ပိုင်းကျတော့စာရိုက်သူတွေရဲ့လက်ညောင်းညာမှုကိုတက်တာစေဖို့ရွယ်ပြီး Device လို့ခေါ်တဲ့ keyboard အသစ်တစ်ခုထပ်ပေါ်လာပါသေးတယ်။ဒါပေမဲ့လုပ်ငန်းခွင်ကလူအများစုဟာ QWERTY နဲ့ပဲကျွမ်းကျင်နေကြပြီဖြစ်လို့အဲ့ဒီ keyboard အသစ်ကလုံးဝအောင်မြင်မှုမရရှိခဲ့ပါဘူး။တကယ်တော့ UT အကြဆုံးဆိုတဲ့အရာတိုင်းကလူတိုင်းအသုံးပြုတဲ့အရာဖြစ်မလာတတ်ပါဘူး။လူတွေကသူတို့သိထားပြီးအဆင်ပြေဆုံးအရာကိုပဲစွဲစွဲမြဲမြဲသုံးတတ်ကြပါတယ်။ဒီဆက်ကကွန်ပျူတာတွေနဲ့စမတ်ဖုန်းတွေပေါ်လာတဲ့အထီးဒီပြန်စင်ကိုဘာကြောင့်မျိုးလုံးစုံမိပြီးဆက်သုံးနေကြတယ်လဲဆိုတာကိုသိချရှင်းပြနေပါတယ်။စက်ခလုတ်တဲ့ညီတွဲမှုကိုဖြည့်ရှင်မှုပြုလုပ်ခဲ့တဲ့ပြောင်းလဲမှုတစ်ခုဟာအခုဆိုရင်လူတွေရဲ့ယဉ်ကျေးကျွမ်းဝင်မှုဆိုတဲ့ကြားပြချက်တစ်ခုတည်းနဲ့ကျွန်တော်တို့စီမှာထာဝရကန့်ညီနေခဲ့ပါပြီ။ကဲတမိုင်းကြောင်းလေးကိုတော်တော်လေးနည်းနည်းရှဲရှိုင်းလေ့လာခဲ့ပြီးပြီဆိုတော့အခုစိတ်ဝင်စားစရာကောင်းတဲ့ keyboard ဘဟုတုတော်လေးတွေစီကိုဆက်သွားလဲကြရအောင်။ဒါလေးတွေကတော်တော်လေးကိုအံ့တော်ဖို့ကောင်းပါရဲ့။keyboard မှာထူးဆန်းတဲ့မညီမျှမှုတစ်ခုရှိနေတာကိုတွေ့ရပါလိမ့်မယ်။ QWERTY keyboard မှာဘယ်လက်ကိုအသုံးပြုပြီးစာရိုက်ရတာဘယ်လောက်တောင်များပြားတယ်လဲဆိုတာတကယ်ကိုအံ့တော်စရာပါ။အင်္ဂလိပ်စကားလုံးထောင်ပေါင်းများစွာကိုဘယ်လက်တစ်ဖက်တည်းအသုံးပြုပြီးရိုက်နိုင်ပြီပဲ။ညာလက်တစ်ဖက်တည်းနဲ့ဆိုရင်တော့စကားလုံးရာဂဏန်းအနှဲငယ်လောက်ကိုသာရိုက်နိုင်ပါတယ်။တကယ်ကိုထူးခြားချက်တစ်ခုပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကကိုယ့်ရဲ့ keyboard ကိုတစ်ချက်ငုံကြည့်ပြီးအခုပြထားတဲ့စကားလုံးတွေကိုစမ်းရိုက်ကြည့်လိုက်ပါ။ typewriter
proprietor perpetuity နဲ့ repertory ဆိုတဲ့ဒီလိုအင်္ဂလိပ်စကားလုံးအရှည်ကြီးတွေဟာ keyboard ရဲ့အပေါ်ဆုံးတောင်းမှရှိတဲ့ခလုတ်တွေကိုပဲတီးတာအထုံးပြုပြီးရိုက်နေနိုင်တဲ့စကားလုံးတွေပဲဖြစ်ပါတယ် ခြုံငုံပြီးစဉ်းစားကြည့်ရမယ်ဆိုရင်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့နည်းပညာတွေထဲမှာ19ရာစုကအင်ဂျင်နီယာပိုင်းဆိုင်ရာပြဿနာဟောင်းတွေကြောင့်အခုချိန်ထိအတိတ်မှာအပိတိုင်ပိတ်မိနေတဲ့အရာတွေဘာများရှိနေအောင်မလဲဆိုတာတကယ်ကိုတွေးတောစရာပါပဲနေ့စဉ်ဘဝပတ်ဝန်းကျင်ကတခြားဘယ်လိုကိရိယာတွေမှာတော့ဒီလိုလျှို့ဝှက်ချက်တွေရှိနေနိုင်အောင်မလဲဆိုတာစဉ်းစားကြည့်ကြဖို့ဖိတ်ခေါ်ရင်းနဲ့ပဲဒီကနေ့တင်ပြချက်လေးကိုအဆုံးသတ်လိုက်ပါတယ်